ဒရန်ရဲ့ဦးတောင်သွားလည်မှာဖြစ်ပါတယ် Hello မင်္ဂလာပါအခုရောက်ရှိနေနေရလေးရောတူရကီနိုင်ငံရဲ့အလှပဆုံးစစ်စစ်တောင်တစ်ခုဖြစ်တဲ့ဘူဒရန်ပါပဲ15ရာစုကလေးကတိစောက်ထားတဲ့ဒီကက်စတေဒီကိုလည်းအခုထိတေချာထင်ထင်ထားတွေ့ရပါတယ်ဖြူရောင်အိမ်လေးတွေလမ်းကြားလေးတွေအပြောင်တကားပေါက်တွေဘိုကန်ဗီယာပန်းကြီးတွေရဲ့အောင်မလန်းရှောင်နေရတာတကယ်လို့နှစ်ပေါင်း3000ကျော်ရဲ့သမိုင်းတွေကိုဖျက်သွားနေသလိုပါပဲရောက်နေတာဘူဒရန်အလှပဆုံးနေရလေးပါကူလက်လေးကြီးတွေတန်းစီလာတာနေရောင်ကရေပြင်မှာတောက်ပနေတာကိုကြည့်နေရင်လည်းတကယ်ကိုဘွားမှာတစ်ခါလောက်တော့လာတဲ့ဆိုရင် feeling မှာပဲတော့က Greece လိုပဲပြီးတော့ Greece နဲ့အရင်နေဟိုကဆိုလို့ရှိရင် Greece ပဲ သူသွားလို့ရှိရင် Greece ဖြစ်သွား ဟိုကဆိုလို့ရှိရင် Greece ပဲ ။ တော့ ဘာမှသူကထဲတယ်နဲ့ဟိုကရောင်းရမှာတော့ဒေါ်လာနဲ့တော့ယူရိုနဲ့ပဲ ငါယူလို့အရင်ဆန်နေ ။သူကစီလေးဆိုလို့ရှိရင်သူလိုပဲရေးထားပြီးတော့အဲ့အမောင်မှာထည့်နေပြန်ချောက်လို့ရှိတာပေါ့နော် စီးရီကောင်ကယူနေပဲ ။အဲ့ပဲပါတယ်သူတို့ကတော့ဝင်အောင်လုပ်ဖြစ်တယ်။ဘာကိုင်းစီကတော့ဆက်တယ်ပေါ့ ဖြစ်ပါချက်တက်ကြည့်လိုက်ပါဦးတော့အခုကတော့ညလာစားဖို့ဘူဒရန်ရဲ့ဘာလန်ရောက်နေပါတယ်